တခါတုန်းကတောအုပ်ကြီးတစ်ခုအနီးမှာရွာလေးတစ်ရွာရှိတယ်။အဲ့ဒီရွာမှာရဲရင်ပြီးစိတ်ကောင်းရှိတဲ့သူရဲကောင်းလေးမင်းမြတ်ဆိုတဲ့ကောင်လေးတစ်ယောက်လည်းနေထိုင်နေတဲ့ကွယ်။ဒီနေ့တော့တောအုပ်ထဲမှာနေတဲ့နဂါးကြီးရောက်လာတယ်တဲ့။နဂါးကြီးကရွာသားတွေကိုကြောက်အောင်လုပ်တာပေါ့။ဒါကြောင့်ရွာသားတွေဟာအယမ်းကြောက်ပြီးဘယ်သူမှမရေနံရဲပဲထွက်ပြေးတာပေါ့ကွယ်။အချိန်မှာမင်းမြတ်ကတော့ရွာသားတွေကိုကာကွယ်ရမယ်လို့စိတ်ဆုံးဖြတ်လိုက်တယ်။သူကဓားကိုယူပြီးနဂါးကြီးရှိတဲ့တောအုပ်ထဲကိုလိုက်ပြေးသွားတယ်။နဂါးကြီးကိုတွေ့တော့မင်းမြတ်ကမကြောက်ပဲပြောလိုက်တယ်။ဒီရွာကလူတွေကိုမထိခိုက်ပါနဲ့လို့ပြောတာပေါ့။နဂါးကြီးကအော်ဟစ်ပြီးမီးတွေမှုတ်ပြကမင်းမြတ်ကိုကြောက်အောင်လုပ်ပေမဲ့မင်းမြတ်ကစိတ်မလျော့ဘူး။နောက်ဆုံးတော့မင်းမြတ်ရဲ့ရဲရင်မှုကိုတွေ့ပြီးနဂါးကြီးကပြန်လှည့်ထွက်သွားတော့တယ်တဲ့ကွယ်။အဲ့တော့မှရွာသားတွေကမင်းမြတ်ကိုအံ့ဩပြီးကြည်နေတော့တာပေါ့။ရွာသားတွေကမင်းမြတ်ကိုမင်းကတကယ်သူရဲကောင်းပဲလို့အော်ဟစ်ချီးကျူးကြတာပေါ့ကွယ်။ကလေးတို့လည်းမှတ်ထားကြနော်။ရဲရင်မှုနဲ့စိတ်ကောင်းရှိသူကအခက်အခဲတွေကိုအောင်မြင်နိုင်တယ်နော်။